ကောင်မလေးဒီငယ်စဉ်ကလေးကထူးခြားသောစွမ်းရည်တစ်ခုကိုပိုင်ဆိုင်လာခဲ့သည့်တစုံတစ်ယောက်ကသူမအားမကောင်းသောရွေချက်ဖြင့်လိမ်လည်ပြောဆိုလာပါကထိုအလိမ်ညာစကားသည်တကယ်ဖြစ်လာလေရှိသည်သူမ၏မွေးစားဖခင်ဖြစ်သူသည်သူမစားနေသောကြက်ကောင်ကိုယူ၍သူမိသားကိုကျွေးချင်ခဲ့သည်ထို့ကြောင့်မောင်လေးဖြစ်သူကအသားမစားရပါကငတုံးဖြစ်သွားလိမ့်မည်ဟုသူမအားတမင်တက်တက်လိမ်ပြောခဲ့သည်နောက်တစ်စက္ကန့်တွင်ပင်မောင်လေးဖြစ်သူမှာရုတ်တရက်မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်သူပြန်လည်တတိယလာသောအခါတွင်မူတကယ်ပင်ဉာဏ်ရည်ချို့တဲ့သူတစ်ယောက်ဖြစ်သွားခဲ့လေပြီနေ့အနေငယ်ကြပြီးနောက်ဉာဏ်ရည်ချို့တဲ့နေသောမောင်လေးသည်ရွာသားများ၏စိုက်ခင်းများကိုမိရှို့ပစ်ခဲ့သည်မွေးစားဖခင်ဖြစ်သူကထိုကိစ္စအားလုံးကိုကောင်မလေးလုပ်ချင်းဖြစ်သည်ဟုဆွဆွဲခဲ့သည်ထို့အပြင်သူမျက်လုံးကန်းသွားလျင်ပင်လူမမီမဟုတ်ကြောင်းလူပုံလည်း၌လိမ်လည်ပြောဆိုခဲ့သည်မထင်မှတ်ထားပဲထိုစကားကိုပြောပြီးသည့်နေ့တပြိုင်နက်သူတကယ်ပင်မျက်လုံးကန်းသွားခဲ့သည်ကောင်မလေးအရွယ်ရောက်လာချိန်တွင်သူမကိုမွေးသမီးခင်နှင့်ဖခင်ရင်းတို့ကပြန်လည်ရှာတွေ့ခဲ့ပြီးသူတို့မှာထိုဒေသတွင်အချမ်းသာဆုံးမိသားစုဖြစ်နေခဲ့သည်သူမ၏မိခင်ကသူမကိုအိမ်သို့ပြန်ခေါ်လာခဲ့သည်ကောင်မလေးပြန်ရောက်လာတဲ့ဖြင့်အိမ်မနှင့်ထုတ်ခံရမည်ဟုမွေးစားသမီးဖြစ်သူကကြောက်လန့်သွားပြီးသူမကိုမဆုံးပြည့်ရန်မိခင်ဖြစ်သူအားတောင်းပန်ခဲ့သည်မိခင်ဖြစ်သူကလည်းမွေးစားသမီးကိုချက်ချင်းပင်နှက်သိမ့်ပေးခဲ့သည်ရင်းကိုမြင်လျင်ကောင်မလေးကသူမ၏အခန်းမြည်သည့်နေရာတွင်ရှိသည်နည်းဟုမေးလိုက်ရာသူမအတွက်မြည်သူကမျှအခန်းမပြင်ဆင်ထားပေးကြောင်းအပြောခံခဲ့ရသည်မွေးစားသမီးကသဘောကောင်းဟန်ဆောင်ကသူမ၏အခန်းကိုပေးမည်ဟုပြောလာသည်ကောင်မလေးကချက်ချင်းပင်သဘောတူလိုက်သည်တမိသားစုလုံးကမွေးစားသမီးသည်ငယ်စဉ်ကလေးကအားနေပြီးဖျားနာတဲ့ဖြင့်အိမ်၏အကောင်းဆုံးခန်းတွင်နေတင်ကြောင်းပြောဆိုကြသည်ကောင်မလေးကတမိသားစုလုံး၏အလိမ်ညာများကိုဖော်ထုတ်ပစ်လိုက်သည်ထိုအခါမွေးစားသမီးကတနာစရာကောင်းအောင်ဟန်ဆောင်ပြီးသူမသားအိမ်မှထွက်သွားပါမည်ဟုပြောလာသည်မိခင်ဖြစ်သူကကောင်မလေးအားအမဖြစ်သူကညီမကိုဦးစားပေးတင်ကြောင်းပြောဆိုကမွေးစားသမီးသာစိတ်ထိခိုက်သွားပါကတွေးအပ်လိမ့်မည်ဟုဆရာဝန်ကယောဂရှာဖွေထားကြောင်း